မင်္ဂလာပါပန်းစင်းတဲ့ဆိုင်ရပါမင်းဒီနေ့ပိတ်ဖောက်လေးတွေအများကြီးရောက်လို့ပြပေးမယ်ပေါ့နော်စိုက်နံပါတ်40ရနေပြီးတော့မက်ဆီမှာ48ထိပေါ့နော်ဒီလိုမျိုးတစ်ထည်လုံးပိတ်ဖောက်လေးတွေရောက်ထားပါတယ်ဒီလိုမျိုးရှေ့ပွဲလေးပဲရိုးရိုးရှင်းရှင်းလေးနဲ့လက်အနားစာကောင်းကောင်းလေးနဲ့ဇာသားကလည်းပြစ်ပြစ်ကလေးနုတ်နုတ်ကလေးနောက်ကျုံးမှလည်းပြောင်းမဟုတ်ပဲနဲ့တစ်ထည်လုံးစာပါဒီလိုမျိုးတစ်ထည်လုံးစာပွဲလဲတိုးတယ်ပေါ့နော်ပါတိတ်နဲ့ပဲဝဝကချင်နဲ့ပဲဝဝဒီလိုမျိုးဇာသားအစင်နုတ်နုတ်ကလေးနဲ့ရဲလာတယ်ဒီမှာလက်ဆိုရင်လည်းဒီလိုမျိုးလေးလက်အနားလေးနဲ့ဇာစင်လေးကနုတ်နုတ်ကလေးပါကာလာလိုင်းလဲ12အောင်လောက်ထွက်တယ်ကာလာလိုင်းရမ်းလာတယ်ဒီလိုမျိုး11ပုံစံလေးကမင်းပထမရှိဗီဒီယိုမှာပြတဲ့ပုံလေးမတူသေးဘူးเนาะဒီဒီဇိုင်းကကျတော့ဒီမှာဇာနည်းနည်းဘရက်ကလေးနည်းနည်းပါတယ်သူက site number 40ကနေပြီးတော့48ထိထွက်မယ်ပေါ့เนาะကာလာလိုင်းနေနဲ့ဆိုလို့ရှိရင်ဒီမြင်ဝစ်ထားတဲ့ဒီ top စိမ့်လေးရမယ်ပြီးတော့ဒီအညိုလေးအညိုလေးကလည်းတော်တော်လှရယ်เนาะပြင်မှာဇာစင်လေးကလည်းဒီလိုမျိုးဖြည့်ဝင်းစင်နုတ်နုတ်ကလေးတော်တော်လေးလှရယ်ရင်ရင်လေးနဲ့လှရယ်ပေါ့เนาะဒီဟာလေးက top စိမ့်လေးရမယ်ပြီးရင်ဒါအဝါကြောက်နော်အဝါချက်ကလေးရမယ်ပြီးတော့စင်ဆွဲလေးအဖြူတော့မဟုတ်ဘူးနော်သူကစင်ဆွဲပြူအဖြူလေးဒီလိုမျိုးလေးစင်ဆွဲပြူရမယ်ပြီးတော့အခုမင်းဝတ်ထားတဲ့အစိမ်းရမယ်ပြီးတော့ဒီဟာလေးကကြတော့လိမ်မော်လေးလိမ်မော်အနုပေါ့နော်လိမ်မော်အနုဒါလေးကကြတော့ခဲမဲလေးကာလာလိုင်းလေးတွေတော်တော်လှတယ်ရင်လိုင်းနေနဲ့မတူဘူးဒါလေးကငှက်ခါလေးငှက်ခါရမယ်ဒါလေးဆိုလို့ရှိရင်လည်းပေါ့နော်သူကမြင်းချီအောင်ပုံစံလေးလှတယ်ဒါလေးအသားအရင်လေးဒါကအုတ်ချိုးလေးပါပြီးတော့ဒီမှာဘေးရာရောင်လေးရောလာပါမယ်ကာလာလိုင်းတွေကတော့အကုန်လာတယ်ဒါလေးကဒီလိုဘေးရကလင်းနေပေါ့နော်တော်တော်အနားလေးကိုကြတော့လေရှေ့ရင်ဘက်မှာဒီလိုမျိုးလေးလုပ်ပေးထားတယ်သူကပို့ပြီးတော့ဟွာဖြစ်တာကလေ48 size ထိထွက်တယ်တချို့ဆို48သမားတွေကလေရကျင်တယ်ဒါမဲ့နောက်ပြောင်နေတဲ့ဇားတွေဆိုရင်46တိအထိပဲထွက်တယ်ဒါကကျတော့48ထိထွက်တော့တော်တော်အဆင်ပြေတယ်48ဆိုပေါင်ချိန်တော်တော်ဝဝသမားထိအဆင်ပြေတယ်လေ150 160ဒီလိုမျိုးလေးအကြောက်ပွဲလဲတိုးတယ်ပေါ့နော်ပါတိတ်တွေပိုင်းနဲ့တွဲပြီးတော့လိုချင်တယ်ဆိုရင်လည်းမင်းစီမှာပါတိတ်နဲ့တွဲပြီးတော့ဒီလိုမျိုးအစင်တလေးရင်မင်းတစ်ခါတည်းတွဲပြီးရပေါ့ပါတိတ်ဆိုလို့ရှင်လဲအင်ဒိုနီးရှားလိုက်ရောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါမျိုးလေးတွေပေါ့ဒီမျိုးလေးတစ်ခါတည်းတွဲချင်ပါတိတ်အစင်လှရလေးနဲ့လေတွဲပြီးရအင်ကြီးကြည့်ပဲလိုချင်လဲရရနော်နက်နဲ့ဝယ်ရမှာ